ဟောတာမြမရိုးရာကလို့ခေါ်ပါတယ်ဟုတ်ပါတချို့တော့မသိပဲပြောကြတယ်ဘယ်လိုပြောရိုးရာလို့ပြောကြမရိုးရာနာမည်သာကြီးတာပါပြောစမ်းပြင်သစ်လောက်မရှင်းဘူးဂျပန်များမြင်ဖက်တော်ကိုလေရိုးရာတရားနဲ့ရှင်းမျိုးတဲ့12ခန်းနော်ပြောကြဟုတ်ပါမဟုတ်ဘူးလားဟုတ်ပါဘူးပါရိုးရာ3မျိုးတဲ့3မျိုးဟာဘယ်လို3မျိုးကပီရိုးရာဟောကပီအီနောင်ရိုးရာယာမာရိုးရာအဲ့ဒါဘယ်လိုကွာသွားကပီနဲ့အီနောင်ကကတဲ့နေရာလဲချင်းရိုးမလေးတွေပဲကြီးတဲ့နေရာလဲသဘောပေါက်လို့ရတယ်ရှင်းတယ်ယာမကြရှုပ်အဲ့ဒါလေးသိရင်တစ်ထိပ်ပြောပြတာယာမပြောဖို့လာတာမှမဟုတ်ပွဲကဖို့လာတာမဟုတ်ကလေးမလေးအမောပြေသွားအောင်ပေါ့ဗျာကျွန်တော်လည်းနားထောင်ရတာဘုဟုတုဒ္ဒဘုဟုတုဒ္ဒဖြစ်အဲ့လိုဆိုလည်းပြောတာပေါ့ပြောပါအခြေခံမူလကတော့နောင်တော်ကြီးလေမာမင်းကစယာမမင်းယာမယူလေလေးတစ်ခွက်တော့အမွေရထားတာဟုတ်ကဲ့ခင်အဲ့ဒီညီတော်တထောင်စစ်ခဏလက္ခဏာဗျာတထောင်စစ်ကအတူတူပါဟုတ်ပြီသူမိမကမဲနီအဲ့ဒီချိန်ကမှသူ့နှမကံပြီးတထုံလုံးထောက်နေရပါလေကံပြီးကိုတိုင်ပင်လိုက်တဲ့ခါမောင်ကြီးဖေကဘာမှမပူပါနဲ့မတိရလို့ချင်းရင်နှမကကြီးသမင်အောင်ဆောင်းမဲရွှေသမင်ရွှေနဲ့ကြီးနဲ့လည်းကျုပ်ကမခွဲတာဘူးဗျဒီစကိုကွာကဲရွှေသမင်အောင်ဆောင်းပြီးမတိရကြီးကပြသွားရင်သူ့ရွှေသမင်လိုချင်တယ်ဆိုရင်ယာမကိုပူဇော်မယ်သူ့လင်ပူဇော်လိုက်တယ်အဲ့ဒီချိန်ကမှယာမကရွှေသမင်လိုက်ပါမတိရတယောက်တည်းကြံအဲ့ဒီချိန်ကမောင်ကြီးဖေကအလွယ်တကူနဲ့ခိုးပေါ့ကြံပေးအဲ့ဒီကြံသဘောကျတယ်ဆိုပြီးဒါသကတိခေါင်းဆယ်လို့မလူဘူးကိုလုံးဆိုဂျပင်ညကပြန်လာပြီမြန်တယ်နော်အဲ့ဒီမှာတခါတည်းဒီကြံလက်ကကွာလက်သမင်းရောင်းဆောင်ဖြတ်ပြီအဲ့ဒီမှာတခါတည်းပူကြတာဘယ်လိုပူတာမောင်တော်ရွှေသမင်းလိုချင်ပါပူကြတယ်အဲ့မှာယာမကဘယ်လိုပြောငါမိမမင်းဘာမှမပူနဲ့ဘောင်းကြီးလိုက်ပါမယ်နော်လိုက်ပါမယ်ဆိုလိုက်ပါနောက်လေအဲ့ဒီမှာစီးသုံးတန်တထားခဲ့သေးတယ်စီးမကြော်နဲ့စီးကြော်တော့ပင်ကိုရှက်တာပေါ့ဆောင်းအောင်ကွာဟုတ်ကဲ့အဲ့ဒီမှာခါတယ်ညီကိုမထားရဘယ်လိုမှညီလေးခင်ဗျာမင်းမကြီးကိုယူလိုက်ဟုတ်ကဲ့နော်ဟုတ်ပဲပါတယ်မောအဲ့ညီလေးမင်းမကြီးကိုယူလိုက်လို့ဟုတ်ကဲ့နေပါသည်မင်းကဘာပြောမှလည်းမသိကွာအဲ့လိုမှားထားခဲ့တာအဲ့လိုမှားထားခဲ့တာမှားပြီးတော့ရွှေသမင်လိုက်ပါရောဆိုဒါတကတိဘလူကရသေးဟန်အောင်ဆောင်ပြီးပိုက်ကြီးတပိတ်ပြီးဆုံးကပိုက်ကြီးပိုက်ပြီးတော့နင်းမပိုက်ကြီးတပိတ်ပြီးဆုံးကဝင်လာရောဆုံးကလည်းဝင်လာရောတခါစီးအတွင်းကြွခဲ့ပါတယ်မတိတာဆုံးလောက်စီးလဲကြလားဟောမိတွေကထတော့စီးကြတယ်မိတောက်ဘာလို့ဒီမိရတောက်မိရတော့မှာပေါ့ तू ကရသေးဟန်အစ်စ်မှမဟုတ်ပဲ तू ကဘလူပဲဘသူက तू ကဘလူမင်းလည်းညွတ်လို့ငါဘလူးပြောမင်းပြောင်ပြောတာ तू ကဘလူးဘာမင်းငါဘလူးပြောနေမင်းဘလူးပြငါပြန်ရိုးဘလူးမှမင်းကဘာဘလူးဟာဘလူးဟာဘလူး20တော့များတယ်ကွာများရင်ရုံးကြည့်တော့သွားအဲ့ဒါအဲ့ तू ကဘလူးဆိုဘယ်လိုမှဝင်မရနောက်ဆုံးကြတော့တို့ပြောကြတော့မေတီလာကစေနာဥသိပြီးဆွမ်းကိုပြင်မဲ့စီးပြင်မဲ့ထွက်လာပြည့်ထွက်အဲ့ရသေးဟန်ဆိုပြော့ပြီးတော့ခါဒါဘလူးဖြစ်ပြီးတော့မေတီလာလက်ဆိုပိုင်းတိုင်းနဲ့ခိုးထွက်ဒါတိုက်ကလေးခိုးထွက်ပိုင်းထားယူပေါ့အဲ့ယာမကလည်းသမင်လိုက်ပြန်မိမရှာတော့မတွေ့တော့ညီခေါ်မေးဘယ်လိုလက္ခဏာညီတော့မကြီးတော့ပဲဒီကွာအိမ်သားလိုက်လို့မင်းမကြီးသားလိုက်ရသွားဘာအိမ်သားလိုက်သွားမသိဘူးကွာခေါ်ရလိုက်လို့ခေါ်ရလိုက်လို့သွားအမပန်းတိုင်းနဲ့ကွာအဖော်မရှိလို့ဆိုပန်းတိုင်းနဲ့လည်းခိုးသွားတယ်ကြောင်ပြောလိုက်အဲ့ဒီမှာတော့စိတ်ကြိုဆက်ထားတဲ့အဆက်တစ်ထောင်ရှိတဲ့စိတ်ကြိုလေးအဲ့ဒါဖုံးရှိတယ်မင်းမတင်နိုင်တာအဲ့ဒီအဆက်တစ်ထောင်ရှိတဲ့စိတ်ကြိုလေးဝိုက်ကွဲအောင်တင်ပြီးယာမလေးနဲ့ပြည့်မယ်လို့ဒါမှယာမလေးပြည့်ခံပြီးစဉ်းစားဘယ်လိုစဉ်းစားငါလေးပြစ်လိုက်ရင်အောက်က3နဲ့2နဲ့တော့ကတ်ဒေါင်းတော့မှာပဲဟုတ်မလူနာတော့ပြစ်တတ်ကြပိုးကတော့မြင်မှာဥပဒေမလွတ်တဲ့လုပ်ပြီးမလုပ်ရဘူးဒီကနားလဲတာမဟုတ်လားနော်အဲ့တော့ဒါဆိုတာယူရီးယားဆိုတာတော့အမှန်ပြောရမှာနော်ယူရီးယားနဲ့ကျွန်တော်မြန်မာနဲ့ဆိုတာအမှုပြင်ဆိုင်နဲ့ဖလှယ်တဲ့နေရာမှာကျွန်တော်တို့အမှုပြင်ဆိုင်တွေထိတ်ဆုံးကအိမ်ကြီးနာချင်းဦးကြီးနော်ရွှေမျိုးတွေညီကိုတွေလိုပဲနော်ယူရီးယားနဲ့မြန်မာဆိုတာမြေပုံရပြောရင်လေယူရီးယားဆိုတာအရှိတောင်အရှမြန်မာနိုင်ငံအရှိတောင်အရှမြေပုံရခြင်းလို့ဟာအာရှတာတွေလေချောင်းကွဲတာတွေပြောအောင်နင်ကဘာနားလဲကျွန်တော်မြေပုံရပြောဘာမြေပုံရနာဟုတ်အရှိတောင်အရှဒါပြင်မင်းတကယ်နားလဲနားလဲရင်ငါမေးပါကဲတို့တရုတ်ကြတော့ဘယ်တဲ့တရုတ်လည်းရှိတောင်အာရှပဲဂျပန်လည်းတူတူပဲမြန်မာရှိတောင်အာရှဒီကောင်နားလေတာနားလေလူပြောတာပေါ့ဒါနဲ့မှနေတော့အင်္ဂလန်တို့ပဲလို့ကြဘယ်ထဲပါအဲ့ဒါကြတော့ဥရောပ
ဥရောပကွဲတော့ဥရောပဆိုတော့ဥရောပထဲမှာရှိတယ်ဥရုဂွေးဆိုတာဘယ်နာဥရုဂွေးကဘယ်နာအလဲတဲတယ်နေမှာဘာတော့အလဲတဲတယ်စစ်တောင်အာရှနဲ့ဥရောပအလဲတဲတယ်နော်မင်းမြန်မာပြည်မြေပုံရပြောရင်မြန်မာပြည်မြေပန်းဟိုတော်လေးရှိမြို့တော့သိတာပေါ့လေးရှိနဲ့ဥရုဂွေးနဲ့ကြိုက်ရနော်တို့အိမ်နာနေချင်းနိုင်ပြီးတော့လေးရှိရှေ့တဲတယ်မှာရှေ့သွားလိုက်တော့ဘင်္ဂလားဒေ့ရှ်ဆိုလည်းရှိသေးတယ်နော်ဟာလေးရှိရဲ့ဥရုဂွေးရဲ့ဘင်္ဂလားဒေ့ရှ်ရဲ့ဒါအိမ်နာနေချင်းနိုင်ငံဆက်ရအနိကသုံးပြောရရင်ဖင်လန်နိုင်ငံနဲ့နီးမယ်ဖင်လန်နဲ့နောက်ကျမြေပုံရနောက်ဖက်နဲ့ကျပြီးတော့ဘောဇီနာကရာဆိုတဲ့တိုင်းပြည်ကဘယ်နာဟာဘောဇီနာကရာဘောဇနီးရပါကွာနင်းမေဘောဇီနာကရာငါ့ကိုမျက်စိလေတော့ငါလည်းဗမာစာတတ်တာမဟုတ်ကွာသူများဖတ်တာနားတော့ဘောဇနီးရပြီးတော့ဆောရင်အော်တယ်ဗျာဆောရီယာတွေဗျာကွာအာမင်းတခုမှလည်းမဟုတ်ဘူးကွာပြီးတော့ကြီးသေးတယ်ဟိုချက်ကိုစလို့ဘေးကြီးတယ်ဆိုတာချက်ကိုတလို့ဘေးကြီးရဟဲ့ကောင်နားမလဲနဲ့မပြောနဲ့ကွာတကယ်ပုဂ္ဂိုလ်ကြီးရှိဗျာရှက်လိုက်တာငါပြည့်နားလဲပါလေဟိုနားမလဲပဲရှောင်းဟဲ့တမငါတို့ကဒါမျိုးပြောတဲ့ဆိုတော့အိမ်မှာမြဲတဲ့နေမှာနိုင်ငံခြားသတင်းတွေဖတ်တယ်နိုင်ငံတို့ TV ကြည့်တတ်တော့မှကိုကဂျိုးတူသတင်းမှာကြည့် TV ပြင်လက်ကြည့်တယ်ကြီးကြတာကိုဘောသားခင်ဗျလည်း TV ကြည့်တာပဲကြောက်လည်းချောင်းသွေးယောဂရှိတာပဲဟုတ်လားကြောက်လည်း TV ပြောကြောက်လည်း TV ရှိတာပဲမင်းမေချောင်းသွေးယောဂအိမ်မှာသတင်းစာ3000ထားတယ်အမဘာသတင်းစာ Touch သတင်းစာရှိတယ် Guardian ရှိတယ်ဗမာသတင်းစာရှိတယ်အမင်း Touch သတင်းစာဖတ်တယ် Guardian ဖတ်တယ်ဗမာမဖတ်ဘူးဘာလို့လဲအယုံနေတယ်ပါတဲ့အယုတ်ကြမင်းတွေကမပြီးမတနဲ့ဟိုခောက်ဒီခောက်နဲ့စက်ကူတွေလည်းခောက်ရကြီးကြီးကောင်းလည်းမကောင်းစားရလည်းတဝက်ပြက်ပြက်လို့ပြက်လည်းကောင်းခောက်ကျိုးရောပါလို့ပါကြောင့်မင်းဘာတွေသိလဲအခုဟိုပါချိုင်းသမရမစ္စတာအန်ဇယာဖတ်ဆိုတာနမအန်ဒီရဖတ်အန်ဒီရဖတ်ဟိုအာရသမရကြီး30ရန်ဟူစိတ်30ရန်မပေါ့ကွာငါချက်တမ်းထိုက်တန်စေတန်ဦးစိန်နဲ့သူတို့ကဇီဝရေးရသူတို့ချင်းတိုင်းမင်းတာအဲ့ဒါတိုင်းမင်းတာကိုနိုင်ငံတကာဘယ်လိုဆွဆွဲတော့ဘယ်လိုဆွဟာစေတန်ဦးစိန်နဲ့မစ္စတာအာရဖတ်ကယူကလီးယားလက်နက်တွေလုံစကတုံးကြီးတွေလုံဟာဟိုက်ဒရိုဂျင်ဘုံးတွေလုံတရင်ပြောင်းအဲ့လိုပြန်သွားတော့ဟိုအမေရိကန်မှာရှိတဲ့ကလာသမက်ကဆင်းစစ်တဲ့ကုလသမက်ကဆင်းစစ်တာကွာနေမေကလာသမက်ကတင်ကုလသမက်ကဆင်းစစ်ကလာသမက်ခင်ဗျသမက်ကဆင်းစစ်တော့ဟာငါသမက်ဒီကြီးကလာဘာကုလသမက်ကတောင်ဆင်းစစ်ရတယ်ဆိုတဲ့တရင်ရတခါနိုင်ငံတကာလည်းကြာဟိုကွက်ရှယ်ပေါက်ကြကွက်ရှယ်ပေါက်ကြတော့အခုဥရုဂွေးတောင်မှလှုပ်တုတ်ဖြစ်နေလေဗျဥရုဂွေးလှုပ်တာမပြောနဲ့လေးရှိရတောင့်ခံထားတာအညာလေးချီတောင်းခံထားရင်ဘင်္ဂလားဒေ့ရှ်ကထိုးစစ်ဆင်ဝင်လာရင်မတတ်နိုင်ဘူးရပါမတတ်နိုင်ဘူးရအဲ့လိုဆိုရင်ဆော်ရင်အော်ရပြတော့ငိုအောင်မှာဆိုရင်အော်ရပြနောက်မှငိုရမှာဖင်လာနိုင်ငံအမြဲရည်နေနေတော်တော့ကွာရမ်းပြောရင်မြေပုံလဲနားမလဲပဲနဲ့ပြောချင်မြေပုံကြောင်းပြောမြေပုံနားလည်းမပြောကျောင်းသားဘဝတုန်းကဒီဗဒဝီကိုဒီသုံးခုနဲ့အောင်လာမမေမြေပုံသိလေမြင်းနာနဲ့တက်ပြောမြေပုံကိုလေမြင်းနာနဲ့တက်ပြောကဲပြောစမ်း4000လောက်မြုပ်ထားရင်လူကြီးဟာတတ်တာ2000ကျော်လောက်ဆိုရင်9နှစ်10နှစ်ဟာ3000ကျော်လောက်ဆိုရင်မင်းတို့အရွယ်တန်းမလီအဲ့ကောင်ကာရင်ခုံနေသေးချောင်းကြောက်ပျောက်ကြောင်းမပြောနဲ့ငါကြောက်တယ်ဗျမကြောက်ပါငါကြောက်ပါတယ်ဆိုမှလူသေးတစ်စေပြည့်အေးရောဘာလူသေးတစ်စေပြည့်အေးရောအေးမင်းဘောလူသေးတစ်စေပြည့်ဆိုမင်းပြောမှငါတတိယအခုခေတ်လူငယ်တွေကတစီသေးကိုယုံကြည်မရှိဘူးတစီသေးဆိုတာမရှိဘူးတဲ့လူကြီးတွေကကလေးတွေကိုမကြောက်ကြောက်လို့ညာချောက်တာတစီသေးဆိုတာမရှိဘူးအဲ့ဒါဟုတ်ဟာရှိတာဗောဘယ်လိုရှိဘုရားကိုယ်တော်တိုင်ဟောထားတဲ့ပေတဝတ္ထုနဲ့ဝိမာန်တဝတ္ထုကိုဖတ်တရဲကနေပြီးမှင်စာအထိပါဘယ်လိုပါနောက်ဆုံးတို့ပြောကြဘုရားကျောင်းကဗိမ္မာန်တိကြားဘူးလားကြားဘူးဘုရားကျောင်းကဗိမ္မာန်မင်းကြီးတော်တစ်ထရဲ6ခါအဲ့6ခါနဲ့ကညတစ်ထရဲ6တော့မနေ့လင်းတော့ဘုရားထံသွားပြီးတော့ဘုရားတပည့်တော်ယမန်နေ့ညတော့တစ်ထရဲည6ခါပါတယ်ဘုရားလို့လျှောက်တော့ဘုရားကဒိဗ္ဗစကုရှင်ညံတော်နဲ့ကြည့်လိုက်တဲ့အခါကျကျောင်းကဗိမ္မာန်တဲ့မင်းကို6တဲ့တစ်ထရဲကအခြားမဟုတ်ဘူးအဲ့ဒါမင်းအမျိုးတွေတဲ့ဟိုဒါပေတဝတ္ထုနဲ့ဝိမာန်ဝတ္ထုဘုရားကိုယ်တိုင်တစ်ထရဲဆိုရှိတယ်တစ်ထရဲရှိတယ်ဆိုရအောင်မင်းအချောက်ခံမှုလားမကြည့်ပါနဲ့ငါမသိလို့မေးတယ်
ဖြေပါမင်းဖြေပါကဲ အဲ့ဒီမေကွန်ဖြေရမှာကြက် ဘာကြက် ကျွန်တော်အချောက်ခံမှုလားတဲ့ ဖြေပါဘာဟင်းလူမျိုး ခံမှုပါလေလို့ဖြေလိုက်ပြန်တော့ညံဖြင်းရကြပြန်အချောက်မခံမှုပါဘူးလို့ဖြေလိုက်ပြန်တော့လေဘဟုတုတနဲ့ရကြပြန်ကဲငါတော့မေးတယ်မင်းအချောက်ခံမှုလား ငါ6ခံမှုလား ဘယ်တော့က တောင်မြုံဘွဲမပွင့်ဒီကရက်နဲ့လိုက်တော့ရဟာကိုသိပြီဟာကလေးမလေးပဲရောက်သွားပါကလေးမလေးတရားအသိတော်ကြီးနဲ့ဘယ်လိုဒီဆိုပြီးတော့မိဘများဘယ်လိုကပြောင်းမယ်ဆိုတာလေးသိရနော်ခမရတရားလှမ်း စကောလာဘဝသဘောထားမြဘောထားဘဝဘော ဟုတ်စတောက်ဘာတော့စတောက် မသိဘူးသွားတဲ့စာရီအားပြမ ရောက်ဖတ်တာ ဟမ် မာလာ ဗမာစာရီပဲကွာ ဒီလေးသာကြတော့မင်းဖတ်တယ် ရှင်းနေကြီးများသွားပြ သူ့ဖေရီအားနော်တရားဦးလေးဥပ္ပဇာနဲ့ဥဒိစုအတွက်ဆုတော်မူနော်2000ကျပ်ပေါ့ခင်ဗျာ တောင်းကြတော့ဘလူးခုံး နော်2000 no 20,000 yes မရဲ့ကျမတိလို့လားအင်္ဂလိပ် တိတော့အင်ကို house တိတာကို boss အိုထိုကို head ဘုန်းကြီးကိုဦးနန္ဒီယ အဲ့ဒီဦးနိုင်ကြီးကဗမာလိုပြန်နာမှာ ဥကေတူးတဲ့ ဟုတ်တယ်အဲ့ငါမေးချင်တယ်ပြီးတော့မကောင်း သ ပါလေ ကောလာဘဝသဘောထားမြဘောထားဘဝနဲ့နီး နီး ခေါ်တာနီးမြေလည်းဘယ်ရောက်နေလဲရောသကောလာဘဝသဘောထားမြဘောထားဘဝနဲ့နီးကျောင်းအချင်းအတဲ့အပေါင်းအသင်းတွေရွက်ပါတဲ့ကွဲ Freddy my dear she's come here ဟာမြို့မှာဖွဲမန္တလေးကမြို့မှာဖွဲမြို့မှာဖွဲဘောတန်တို့ဟဲ့ကောင်လိုက်ဘောတန်တို့မြို့ဟဲ့ကောင်ရှင်းအဲ့တော့ဟိနေမဲဘယ်နဲ့တိုင်းနေ ဟာ ဟာအင်းငါတွေလုံးလုံးတမ်းမှာသူ့တော်ဝင်နေလားနေတယ် ဘာလို့တန်ကြတိုင်တာ တန်ကြတယ် အေးတန်ကြတိုင်တယ် ဟုတ်ဗျာကိုယ်ကခံ မို့ဆိုလေလေ ခင်းရှက်ဘူးလား ဘာရှက် မိုးလာလေလာဆိုတာပညာသင်လူရှင်တော်လေးတွေပြက်တယ်ပြက်လုံးခမရဒီတဲ့ဒီကြီးကိုကုံတိတ်ကလည်းမတော်ဝါရရင်လာပြီကမို့ဒါကလေးကလာပြက်လုံးချုပ်ကမလိုက်ရ ဩဒါကြောင့်မလို့လားမင်းပညာသွားတော့မင်းပညာနဲ့လိုက်နေမှာ ရှင်တော်လိုချင်တာကတိုင်းပြူပြည်ပြူတော်၎င်းအိမ်တော်ရေးသင်္ကန်းစာတော်၎င်းစီးပွားရေးသင်္ကန်းစာတော်၎င်းစာဝတ်နေရေးသင်္ကန်းစာတော်၎င်းဒါကိုလိုချင်တာ ရမယ်အဲ့ဆိုရမယ် မိုးလာလေလာ အဲ့တော့လူကြီးတွေသုံးလေးနှုတ်ကျွန်တော်တို့တင်ပြတရားလေးတွေရှိတာပါတင်ပြလိုက်အောင် အကောင်းနေ ကောင်းဘူးလားပြုပြင်တရားလေးရှိတာပြုပြင်လိုက်အောင်ဒီဆိုဟိုနောက်ကတို့ပြကျွန်တော်တို့ဘုံလေးနဲ့နည်းနည်းပံ့ပိုးပေးတော့မှာဗျာ သူ့ကိုပို့ပေးသမားပတ်မှကြီးနဲ့ဂျာနီကန်ရောက် ပုံလေးနဲ့ပို့ပေးတက်ပျော်ပြူတက်ပျော်ပြူလုံးဟာတူတီလာမဟုတ်ဘူးလား ဟုတ်တယ် ဟုတ်တယ်နဲ့ဘာလို့သွားဟောက် လူကြီးမှန်းသိအောင်မှန်းပြီးရ လူကြီးမသိသေးဘူးဟိုဓမ္မသိကြခမရလဲစီးလိုက်ဟိုစီးချက်ဝါချက်ကလေးပါမှလည်းကောင်းတော့ဒီတိုက်ဆိုပြင်းတယ် မင်းသိကြဝါကျနား စီးချက်ဝါချက်နားလဲလူငါစီးချက်ဆိုတာချွန်းစီးချက် ဝါကျက်က မြင့်ဟင်း မြင့်ဟင်းစားခြင်းမနဲ့ကြကျွေးပါ စီးချက်ဝါချက်ပြောတာစီးချက်ဆိုတာချွန်း ဝါကျက်က မြင့်ဟင်းလို့ပြော သိကြဝါကျက်ပဲလား စီးချက်ဆိုတာချွန်း မြင့်ဟင်းဟာ ပကံလေးနဲ့နော်ဟိုကတက်ပြောပြူနောက်ကတလာလိမ့်မယ်ထဲပမာကြီးမန္တလေးမြို့မှာရှေးအောင်မွေနှစ်ထိတ်သိမ့်နေ နန်းတော်ကြီးကွယ်ပြုပြင်ထားတော့မဟာမန္တလေးလို့ခေါ်စို့ကွယ် ဟုတ်တယ်ဒီလိုလားမှာလာလိမ့်မယ်နော်ဟေးလာလိမ့်မယ်နော်လိုက်ရမယ်နော်ဒါပြီအတူမရှိကြောင်းတော်ကြီးနဲ့ရွှေချောင်းကြီးလဲရှိသေးတယ် ပပုပကြီးတွေကလက်ရမြောက်တော့နိုင်ငံတကာကတော့ချီးကျူးတယ် ဟုတ်တယ်
မောတက်ခါသွားတော့စိတ်လန်းဆိုပြသားရတယ် တလိษံဥယျဝင်ငါကြည့်တော့အတွဲတွေကြီးတွေ့ပါတယ်ဟုတ်တယ်ဟုတ်တယ် တေချာသွားကြည့်တေချာသွားကြည့်အောင်မင်းတူမတွေများပါနေတာ မင်းဥယျနဲ့ဆိုတာဆင်းမြင့်သွားတော့ကွာအရင်ကျုံးမေးတယ်တော့မအောင် အဲ့ဒါတွေကိုအသာထားကွယ်တွတ်တက်တာလဲပြောင်းကွယ် ဘုရားကြီးဆောက်တာသွားကကြည့်တော့ကပ္ပအဆင့်မိပါတယ် ဟုတ်တယ်ဟုတ်တယ်အထင်မီမီထောက်ခါထားတော့ကျွန်တော်တို့ကတော့ဂုံယူတယ် စိတ်ကြပါတဲ့ခွဲမိကပြက်တော့မောင်နေမဲမဲမြန်ရတယ် ဟုတ်တယ်ဟုတ်မီးပြက်တာကွယ်ယိုနေပေါ့ကွယ်ရေမလာတာကလွန်ခက်တယ် ရာဒီဥရုဖောက်ပြန်လို့တော့ချင်းနေကလေးကြိုက်သွားတယ် ဟုတ်တယ်ဟုတ်တယ်ချင်းကြိုက်တာကွယ်ဘာကြောင့်လဲလို့ငါမသိလို့ပြောပါကွယ် ရေမြောင်းတွေကရေတွေပုတ်တော့ရေပုတ်တွေကြောင့်ကြိုက်ပါတယ် ဟုတ်တယ်ဟုတ်တယ်ရေမြောင်းနေရရေမသိတာဘာကြောင့်လဲလို့ပြောင်းကွယ် အနဲ့အမြင့်ကိုနားမလဲပဲနဲ့တူဆိုလို့တာတူထားတယ် ဟုတ်တယ်ဟုတ်တယ်ပြေးပြေးလန့်ချင်းကြိုက်တာကွယ်များလို့တော့သွေးလွန်တုတ်ကွေးဖြစ်တတ်တယ် ဆေးရုံကိုကွယ်သွားကပြတော့ဆေးမရှိဘူးလို့ပြောလိုက်တယ် ဟုတ်တယ်ဟုတ်တယ် ဆရာဝန် ဆေးရုံကိုကွယ်ဆေးမရှိတော့အပြင်ဆေးကသွားပြကွယ် တမတော်ကြီးကကွာစမ်းတက်ခတဲ့ထောင်ချီတောင်းချီတောင်းလိုက်တယ် ဟုတ်တယ်ဟုတ်တယ်မရှိသူတွေခဲတွေ့တော့ပလက်မျောပြီးသိလိမ့်မယ် ဒီလိုဆိုရင်ငါတို့ကတော့ထိတ်ဆုံးကပဲဖြစ်လိမ့်မယ် ဟုတ်တယ်ဟုတ်တယ်မင်းအသေးသေးနဲ့ကြာပြီ မင်္ဂလာထောင်ကကြီးမျိုး အဲ့ဒါဆေးရုံကိုကွယ်လူနာမေးသွားတော့ဂိတ်ပေါက်သောက်ကဟောက်လွတ်တယ် အစိတ်သုံးတယ်တကယ်ပေးရင်အလွယ်လေးနဲ့ဝင်ရတယ် ဟုတ်တယ်ဟုတ်တယ်ငါတော့90တောင်ပြည့် ဆက်လေကားနဲ့ဆိုတရားရ အဲ့ဒါတွေကိုသာထားခွေစောက်ဖို့နေရင်ပြောင်းခွေ ဆမ်းလေးကြီးတဲ့ဒီကတက်တော့စားဖို့နေရင်ခက်ပါတယ် ဟုတ်တယ်ဟုတ်တယ်ဆန်းနေစီရီစီတွေကြည့်တော့ချက်သားဝက်သားမေးကြည့်တယ် ကျက်သားဝက်သားသာရောင်းစီတည်ရင်မင်းနှလုံးယောဂရနိုင်တယ်ဟုတ်တယ် ဘာလို့နှလုံးယောဂရ မဆိုင်နိုင်ကွာကျက်တပိတ်တာ800 900 1000 တဲကိုကန်းကျက်မှာ900ပြရ အဲ့ဒါသူတို့အတွက်နှုတ်ပြီးသားကွာလေချောင်းတော့တောင်မှန်လေး အတဲမြတ်တော်ပါ ဟုတ်ပါဟေးချက်သားဝက်သားတွေတွေကြည့်တော့ဟင်းဒီဟင်းရွက်သားရတယ် ဟင်းဒီဟင်းရွက်သားပါများတော့ချီးသိမ့်နေကြီးယိုရတယ် ဟုတ်တယ်ဟုတ်တယ်ချစ်သိပ်ပါရာကုဖို့အတွက်ငွေရအောင်လက်ရှာရမယ် ငွေရဖို့ဆိုတာအလုံးရှာထွက်တော့မိမ့်မပြိုမအလုံးရတယ် ဟုတ်တယ်ဟုတ်တယ် နဲ့ကွာ10တန်းကျောင်းသားတွေအလုံးမရသေးဘူး9တန်းကျောင်းသူတွေအလုံးရ ဩသူတို့အောက်ပါရည်ချင်းပြည့်စုံတယ် ခိုင်မာတောင်းနှင်းမှုရှိ ဟုတ်ကဲ့ခင်ဗျာထောက်ကန်တာတွေကို ဟုတ်ဗျာဟုတ် နော်ဘယ်ရောက်တော့ ငွေရဖို့ဆိုတာ ငွေရဖို့ဆိုတာလွယ်လေးကွကျောင်းဆရာမလုံးရမယ် ကျောင်းဝင်ကြီးတွေထောင်တောင်းချီပြီးတော့သိင်္ဂနာအထီတောင်ရပါတယ် ဟုတ်တယ်ဟုတ်တယ် မရှိမှန်းဒီရှိမှန်းဒီခွတောင်းတာ တော့ကြဆရာကြောကြီး တော့ကြဝါသူပန်းက တော့ကြအာကစားကြီး ပြီးတော့သူတို့ဝမ်းဆက်ဝယ်ဝတ် အဲ့ဒီထောင်သားရှိတယ်ငွေတွေကြတော့ဘယ်မှာသုံးသလဲကြောင်းွယ် တနည်းလွေနေ့ကဟိုသေးကိုခိုင်းပြီးတော့ရေအိုးရေခွက်ဝယ်လိုက်တယ် ဟုတ်တယ်ရေဦးရေကိုဝယ်တဲ့တသိန်းတောင်ကုန်လား ကြပြည့်စည်းတဲ့ရင်တသိန်းခွဲကြ ရေစီးသူတွေသတိထားပေါ်လက်စင်လေးတော့ရှိရမယ် ဥပဒေဆိုတာနားလေထားခွဲစီကံရှိဖို့လိုပါတယ် ဟုတ်တယ်ဟုတ်တယ်ခရမုတ်ကလမ်းဘေကခိုင်းတော့လက်စင်စစ်မလို့ထင်လိုက်တယ် သက်နဲ့လိုက်စင်းမဆိုင်ဘူးခွဲပြက်ကလေးရောင်းဖို့ဖြစ်လိမ့်မယ် ဟုတ်တယ်ဟုတ်
အထွက်ကြဖမ်းရင်မင်းအပေါက်တာအကုန်တန်းစီ အေးသားပြောပါတော့အေးတော့ကြီး တိုက်တာအင်ဂျင်ကားစီဖို့အတွက်ဖျောင်းနိုင်ထိုးပြီးချက်တွက်တယ် ထိုးရကနာနေထိုးရကနာနေအကုန်လွဲပြီးဘောဇာမိမဖာဖြစ်တယ် ဟုတ်တယ်တော့ဒီကငါအကြီးရှုံးမြေ